မြန်မာစံနဲ့မိန်ကလေးကိုသဘောကျတဲ့စအယုံလွေတဲ့ကလေးတယောက်ကိုပုံပြောခဲ့ရလားယုံခဲ့မိသူအမအခုတော့စံတွေလည်းမင်းနေကြပြီကွယ်စပင်တွေမညက်နဲ့အမြဲပြောတယ်ကိုကြီးတယောက်ပဲယုံနေလေတဲ့မြန်မာစံနဲ့မိန်ကလေးကိုသဘောကျတဲ့စအယုံလွေတဲ့ကလေးတယောက်ကိုပုံပြောခဲ့ရလားယုံခဲ့မိသူအမအခုတော့စံတွေလည်းမင်းနေကြပြီကွယ်စပင်တွေမညက်နဲ့အမြဲပြောတယ်ကိုကြီးတယောက်ပဲယုံနေလေတဲ့နှလုံးသားကိုအဖြူလေးလေးမို့အောင်တော့ပါဘာသူကတနခါလေးမှာကိုကြီးရဲ့နာများစွာရင်ခုန်လို့နှွေးနေစေပြန်ခဲ့တော့ကိုကြီးရာနှလုံးသားရဲ့အမြင်ရှိနေလို့ပါမြန်မာစံ